အားလုံးမင်္ဂလာပါဗျ6ချိန်မှာပေါ့နော်ကျွန်တော်စိတ်ကြက်ကနန်းလေးတင်ပေးလိုက်ပါတယ်ဗျကြာရင်ထိုးပေါ့နော်ဟုတ်ကဲ့စအောင်နော်သူကပထမဦးဆုံး69စတဲ့ပေါ့နော်ဒီလေးထိတ်လို့ကြားတယ်သူရဲ့1 2 3နှစ်ပွဲချတော့ခွန်ထိတ်လို့ကြားတယ်သူရဲ့1 2 3 4ပေါ့နော်လေးဝဲချတစ်ဝဲကျော်တယ်3ပိတ်လို့ကြားပေါ့နော်သူကလေးထိတ်ခွန်ထိတ်3ပိတ်ပေါ့နော်ဖလိန်လေးကိုစတဲ့ရပါတော့အဲ့ရဲ့ဒီခွန်ထိတ်လေးရဲ့တစ်ဝဲကျော်မှာလဲဒီတစ်ပိတ်လေးကတစ်ခါလို့ကြားတယ်ကြားပြီးရတဲ့သူ့ရဲ့ခွန်ထိတ်လေးရဲ့ဘေးမှာရှိတဲ့လေးပိတ်လေးကသူ့ရဲ့1 2 3ပေါ့နော်လေးလို့ပြန်ပိတ်လိုက်တာပေါ့နော်ဒါလေးလို့ပြန်ပိတ်လိုက်တော့ဒါပထမကပေါ့နော်ဟုတ်ကဲ့ဗျချက်လောက်တော့မှာနော်ဒီလေးထိတ်လေးနဲ့တဲတယ်ပေါ့နော်ဆက်ပင်ပေါ့နော်1 2 3 4 5 6 9 10 11ဆက်ပင်ရောက်တော့လေသူကအောက်တပွဲနှိမ့်ထားပေါ့နော်လေးထိတ်လို့ဖြစ်တယ်သူ့ရဲ့1 2 3ပေါ့နော်နှစ်ပွဲကြော်လေခွန်ထိတ်ပေါ့ခွန်ထိတ်ကြတယ်သူ့ရဲ့1 2 3 4သူ့ရဲ့တပွဲကြော်လေ3လို့ပိတ်လိုက်တာပေါ့နော်အဲ့မှာလေးထိတ်ခွန်ထိတ်3ပိတ်ပေါ့နော်သူ့ရဲ့ဒီခွန်ထိတ်လေးရဲ့တပွဲကျော်တော့လေဒီ10ပိတ်လေးရလေ10ခါလို့ကြားတယ်ဒီခွန်ထိတ်လေးရဲ့ကိုက်ရက်ကဒီ3ညာပိတ်လေးရလေသူ့ရဲ့1 2 3ပေါ့နော်3ညာပိတ်လို့ကြားပေါ့နော်ဒါဒုတိယကပေါ့နော်တတိယကလေးတော့အောင်ပါဗျာတတိယကလေးတော့ပြန်တော့လေဒီလေးထိတ်လေးနဲ့ဆက်ပင်ပေါ့နော်1 2 3 4 5 6 9 10 11ဆက်ပင်အောင်တော့လေအောက်တပွဲနှိမ့်ထားပဲနော်လေးထိတ်ကြတယ်သူ့ရဲ့1 2 3ပေါ့နော်သူ့ရဲ့နှစ်ပွဲကြော်လေခွန်ထိတ်ကြတယ်သူ့ရဲ့1 2 3 4ပွဲကြော်လေ3ပိတ်ကြပေါ့နော်လေးထိတ်ခွန်ထိတ်3ပိတ်ပေါ့နော်အဲ့မှာသူ့ရဲ့တပွဲကြော်တော့လေဒီခွန်ပိတ်လေးကလေခွန်ခါတစ်ချက်ကြတယ်ကြပြီးမှဒီခွန်ထိတ်လေးရဲ့ဘေးမှာရှိတယ်3ပိတ်လေးကလေသူ့ရဲ့1 2 3ပေါ့နော်3လို့ပြန်ပိတ်တာပေါ့နော်ဒါဖလိန်လေးကိုစတင်လိုက်တာပေါ့နော်ဟုတ်ကဲ့ဗျအဲ့မှာဘာလုပ်တာလဲဆိုတော့ तू ကဒီ3ပိတ်လေးရဲ့အပေါ်ပေါ့နော်9ဝက်တက်မှာပေါ့နော်1 2 3 4 5ပေါ့နော်9ဝက်တက်တော့လေ4ထိပ်ပေါ့နော်4ထိပ်သူ့ရဲ့အဲဇောင်းပေါ့နော်အပေါ်မှာ4ပိတ်ပေါ့နော်လေးထိတ်လေးပိတ်လို့ဖြစ်လိုက်တာပေါ့နော်ဟုတ်ကဲ့ဗျာသူကအဲ့မှာမလုပ်လဲဆိုတော့အဲ့မှာဒီလေးပိတ်လေးရဲ့ဘေးမှာပေါ့နော်သူကပထမဦးဆုံးတစ်လို့ခွေလိုက်တာပေါ့နော်ခါနဲ့ခေါင်းနဲ့တစ်လို့ခွေလိုက်တာပေါ့နော်တစ်လို့ခွေလိုက်တာ ਨੇ ဒီထိတ်သုံးလုံးပေါ့နော်ခွန်3ညရှိတို့တစ်ဖြစ်အောင်ပေါ့နော်လေးထိတ်ပေါ့နော်အဲ့မှာနောက်3လုံးကလည်းတစ်လို့ဖြစ်ရမှာပေါ့နော်အဲ့မှာ3ပိတ်ပေါ့နော်အဲ့မှာခါ3လုံးကလည်းဒီခါလေးနဲ့ဒီရှည်ရွယ်လေးနဲ့ပေါ့နော်တစ်လို့ဖြစ်တာပေါ့နော်အဲ့မှာတစ်4ချက်ရိုက်တာပေါ့နော်ဒါပထမကပေါ့နော်ဟုတ်ကဲ့ဒုတိယကလေးတော့အောင်နော်ဒုတိယကလေးတော့ပဲနော်လေဒီအဲ့ဒီ3မိတ်လေးရဲ့အပေါ်9ဝက်တက်ပါပေါ့နော်9ဝက်တက်တော့လေဒီ1 2 3 4 5ပေါ့နော်ဒီလေးထိတ်လေးကလည်းသူ့ရဲ့ဇောင်းမှာပေါ့နော်အပေါ်မှာ4လို့ပြန်တစ်ချက်ပိတ်လိုက်တာပေါ့နော်လေးထိတ်လေးက4လို့ပိတ်လိုက်တယ်ဟုတ်ကဲ့ဗျအဲ့လေးထိတ်လေးက4လို့ပိတ်ပြီးဆိုတော့သူကဘာလုပ်လဲဆိုတော့အဲ့မှာသူ့ရဲ့4ပိတ်လေးရဲ့ဘေးမှာပေါ့နော်ခါလေးနဲ့ခွာလေးက8လို့ဖြစ်တာပေါ့နော်ဒီ6ခါနဲ့ဒီခွာကလည်းအဲ6လုံးဖြစ်တယ်ပေါ့နော်ဒီ3လုံးက8ပေါ့နော်8ဖြစ်လို့ပေါ့နော်ထိတ်3လုံးက8လို့ဖြစ်တာပေါ့နော်8လို့ဖြစ်ဖို့ကလည်း3 6 8လို့ပေါ့နော်9တော့9ထိတ်ပေါ့နော်8ဖြစ်အောင်ပေါ့နော်နောက်3လုံးကလည်း4ရဲ့6ရဲ့ဆိုတော့3ညပေါ့နော်8ဖြစ်အောင်8ထိတ်ပေါ့နော်အဲ့မှာဒီက8လို့ခိုးလို့ဒီကထိတ်3လုံးက8နောက်ထောင်3လုံးကလည်း8ပေါ့နော်အဲ့မှာခါ3လုံးကလည်းအဲ့ခါလေးနဲ့ဒီရှည်ရွယ်လေးနဲ့လည်း8လို့ပေါက်တာပေါ့နော်အဲ့မှာဒီ
ရှစ်က၄ချက်ရဲလိုက်တာပေါ့နော်အဲ့မှာကိုတစ်ရှစ်လို့တကွက်ထဲရပါနော်ဟုတ်ကဲ့ဗျတတိယကလေးသွားအောင်တတိယကလေးသွားပြန်တော့လေဒီ3ဘိတ်လေးအပေါ်9မိနစ်တက်မှာပေါ့နော်1 2 3 4 5 9မိနစ်တက်တော့လေ၄ထိပ်ကြားတယ်၄ထိပ်လေးရဲ့ဇောင်းအပေါ်မှာလည်း၄လို့ပိတ်ထားပါနော်၄ထိပ်၄ဘိတ်လို့ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဗျအဲ့မှာ तू ကဘာလုပ်လဲဆိုတော့ तू ကဒီ၄ထိပ်၄ဘိတ်လေးနဲ့တဲ့တယ်ပေါ့နော်ဒီ6ခါလေးနဲ့ခွာ9နဲ့ခွေထားပါတော့9လို့ဖြစ်တာပေါ့နော်9လို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကထိပ်3လုံး9ဖြစ်ဖို့က8 3ရှိလို့ပေါ့နော်အဲ့မှာ9ဖြစ်အောင်ကဒီခွန်ထိပ်ပေါ့နော်ခွန်ထိပ်ပေါ့နော်ဒီနောက်ထောင်3လုံးကလည်း9ဖြစ်အောင်ပေါ့နော်ဒီကလည်း9ဖြစ်လို့ပေါ့နော်3ရပေါ့နော်နောက်ထောင်3လုံးကလည်း9ဖြစ်အောင်ပေါ့နော်အဲ့မှာဒီခါလေးနဲ့ဒီရှည်တော်လေးလည်း9ဖြစ်အောင်ပေါ့နော်ခွန်80ဆိုကဏ္ဍလေးတကွက်ထဲရပါတော့။ဒါဘောက်ထဲထိုးရတာ။နောက်ဒါလေးကိုနောက်တစ်ချက်လောက်ပြန်ဖြီးအောင်ပါနော်။ဟုတ်ကဲ့ဗျ။အဲ့မှာ तू ကအဲ့မှာဒီတစ်လို့ခွေထားတာပေါ့နော်။တစ်လို့ခွေလိုက်တာ ਨੇ ထိပ်3လုံးတစ်ဖြစ်တာပေါ့နော်။ထိပ်3လုံးတစ်ဖြစ်တယ်။နောက်3လုံးလည်းတစ်ဖြစ်တယ်။ဒီခါလေးနဲ့ခွာလေးနဲ့လေအဲရှည်ရွယ်လေးနဲ့လေတစ်လို့ဖြစ်တာပေါ့နော်အဲ့မှာဒီလေးခွန်တကွက်ထဲပေါ့နော်အဲ့မှာသူဝါလေးလောက်တာဆိုတစ်ချက်ပြန်ဖြီးအောင်နော်အဲ့မှာဒီရှည်ရွယ်ပေါ့နော်ဒီခွန်နဲ့တွဲလေးနဲ့တုံညာလေးနဲ့ပေါ့နော်6ပေါ့နော်ရှင်းလားမသိဘူးနော်ဒီရှည်ရွယ်လေးနဲ့ထိတ်လေးနဲ့ပေါ့နော်6ပေါ့နော်6ဖြစ်လို့ခါ3လုံး6လို့ဖြစ်တာပေါ့နော်ခါ3လုံး6လို့ဖြစ်တယ်အဲ့မှာသူကဘာလုပ်ထားလဲဆိုတော့ဒီခါလေးနဲ့နောက်တွဲလေးပေါ့နော်ခါလေးနဲ့နောက်တွဲလေးကတစ်ဖြစ်လို့ပေါ့နော်ရှေးပေါင်း1နဲ့ပေါက်တာပေါ့နော်ရှေးပေါင်း1နဲ့ပေါက်တယ်သူကရှေးပေါင်း1နဲ့ပေါက်ပြီးတော့ခွာခွန်ဆိုတာလေးနဲ့ပြန်ပေါက်ထားပေါ့နော်ဒါ4ခွန်3တပေါက်သေးပေါ့နော်ဒါကျွန်တော်ဒါပထမကပေါ့နော်ဒုတိယကလေးသွားအောင်ပေါ့နော်ဒုတိယကလေးသွားပြန်တော့လေအဲ့မှာဒီလေးထိပ်လေးဘိတ်ပေါ့နော်သူ့ရဲ့ဖေးမှာပေါ့နော်အဲ့မှာဒီခါနဲ့ကွာနဲ့ရှစ်လို့ဖြစ်တာနဲ့ပေါ့နော်ဒီထိပ်3လုံးကရှစ်လို့ဖြစ်တာပေါ့နော်ထိပ်3လုံးလည်းရှစ်ဖြစ်တယ်နောက်3လုံးကလည်းရှစ်ပေါ့နော်အဲ့မှာဒီခါနဲ့ဒီရှည်တွဲနဲ့လည်းရှစ်ပေါ့နော်ရှစ်လို့လေးချက်ရိုက်တာပေါ့နော်ရိုက်ပြီးရင်လည်းသူကဘာဆက်လုပ်လဲဆိုတော့ဒီဟုတ်ကဲ့ဗျအဲ့မှာဒီရှည်ရွယ်လေးနဲ့ဒီထိတ်လေးနဲ့ပေါင်းတော့ပေါ့နော်9ပေါ့နော်9ဖြစ်လို့ထိတ်3လုံးကလည်းခါ3လုံးလည်း9လို့ဖြစ်တာပေါ့နော်9လို့ဖြစ်တာပေါ့နော်အဲ့မှာ9လို့ဖြစ်တယ်ဖြစ်ပြီးဆိုမှ तू ကနောက်ဝါဆက်လုပ်လဲဆိုတော့ဒီခါနဲ့ပေါ့နော်ဒီနောက်တွဲနဲ့လေ3ညပေါ့နော်ဒီ3ညလို့ဖြစ်လို့ပေါ့နော်ရှေ့ပေါင်း3ညနဲ့ပေါက်တာပေါ့နော်ရှေ့ပေါင်း3ညပေါက်ပြီးတော့ခွာ9ပဲပြန်ပေါက်တာပေါ့နော်အဲ့မှာကိုတိရှိလို့တကွက်ထဲပေါ့နော်ဒါဒုတိယကပေါ့နော်တတိယကလေးသွားအောင်ပါဗျာတတိယကလေးသွားပြန်တော့လေဒီ၄ထိပ်၄ပိတ်ပေါ့နော်အဲ့မှာဖြစ်တယ်ဖြစ်ပြီးတော့သူ့ရဲ့ဟိုမှာဒီခါနဲ့ကွာနဲ့9လို့ဖြစ်လို့ပေါ့နော်ထိပ်3လုံးကလည်း9လို့ဖြစ်ဖို့ခွန်ထိပ်ပေါ့နော်အဲ့မှာနောက်3လုံးကလည်း9လို့ဖြစ်ဖို့3ညပိတ်ပေါ့နော်ဒီခါနဲ့ရှည်ရွယ်လေးနဲ့လည်း9ဖြစ်အောင်ပေါ့နော်အဲ့မှာခွန်80တကွက်ထဲပေါ့နော်ဒါလေးကိုတစ်ချက်ပြန်ဖြီးရပေါ့နော်အဲ့မှာမလုပ်လဲဆိုတော့ဒီရှည်ရွယ်လေးနဲ့ပေါ့နော်6တွဲလေးနဲ့ထိတ်နဲ့ပေါင်းတော့4ပေါ့နော်4ဖြစ်လို့ပေါ့နော်ဒီခါ3လုံးက4လို့ဖြစ်ရမှာပေါ့နော်ခါ3လုံးက4ဖြစ်တယ်အဲ့မှာ तू ကဒီခါလေးနဲ့ဒီနောက်တွဲလေးနဲ့လေ9လို့ဖြစ်ရပါဘော9လို့ဖြစ်လို့ဒီရှေ့ပေါင်း9နဲ့ပေါင်းအောင်ပေါ့နော်အဲ့မှာခွာခွန်လို့လဲချုပ်သွားပါတော့ခွာခွန်နဲ့လဲပေါအောင်ပါပေါ့နော်ဟုတ်ကဲ့ဗျာဒါတတိယကပေါ့နော်ကျွန်တော်အစားဆုံးတစ်ချက်လောက်သွားအောင်ပါနော်ဒီအဲ့လိုဒီလေးထိပ်ဖြစ်တယ်
သူ့ရဲ့3ဝဲဆောင်2ပွဲကြတော့လေခွန်ထိတ်ပေါ့နော်သူ့ရဲ့4ဝဲဆောင်ပြီးတဲ့ချိန်တော့လေအပေါ်မှာ3ဘိတ်ပေါ့နော်4ခွန်3လို့ဖြစ်တယ်ဖြစ်ပြီဆိုမှဒီခွန်လေးရဲ့အဲဒီခွန်ထိတ်လေးရဲ့တပွဲကြပေါ့နော်တစ်ဘိတ်လေးလည်းတစ်ခါလို့ကြားတယ်ကြားပြီဆိုမှဒီခွန်ထိတ်လေးရဲ့ဘေးမှာရှိတဲ့ဒီ4ဘိတ်လေးလည်းသူ့ရဲ့3ဝက်တဲ့အပေါ်မှာ4လို့ပြန်ပိတ်ထားပေါ့နော်အဲ့ရနေသူ့ရဲ့ဒီ3ဘိတ်လေးရဲ့အပေါ်ပေါ့နော်9ဘန်တက်လိုက်တော့လေ4ထိတ်4လို့ပိတ်ထားပေါ့နော်ပိတ်ပြီးဆိုတော့သူကဘာလုပ်လဲဆိုတော့ဒီခါလေးနဲ့ခွာလေးနဲ့တစ်လို့ဖြစ်တာပေါ့နော်တစ်လို့ဖြစ်တယ်တစ်လို့ဖြစ်လို့ထိတ်3လုံးလည်းတစ်ပေါ့နော်နောက်3လုံးလည်းတစ်ပေါ့နော်ဒီခါလေးနဲ့ရှည်တော်နဲ့လည်းတစ်လို့ဖြစ်တာပေါ့နော်ဖြစ်ပြီးဆိုမှအဲ့မှာ4ခွန်3လုံးရလာပြီပေါ့နော်အဲ့မှာကျွန်တော်တို့ပြန်ဖြီလိုက်အောင်မယ်ပေါ့နော်အဲ့မှာဒီရှည်တွဲလေးနဲ့ပေါ့နော်ဒီထိတ်နဲ့ပေါင်းတော့6ပေါ့နော်6ဖြစ်လို့ထိတ်3လုံးကအခါ3လုံးက6လို့ထောင်းတာပေါ့နော်6လို့ထောင်းတယ်ထောင်းပြီးပြီဆိုမှအဲ့မှာ6လို့ထောင်းလိုက်ပြီနော်အဲ့မှာခွန်ထိတ်ခွန်ခါထဲမယ်နော်အဲ့မှာဒီခါလေးနဲ့နောက်တွဲလေးနဲ့တက်ပေါ့နော်တက်ဖြစ်လို့လေရှေးပေါင်းတက်နဲ့ပေါက်တာပေါ့နော်ရှေးပေါင်းတက်နဲ့ပေါက်ပြီးချင်းသူကပုံသေးကွာခွန်နဲ့ပေါက်ခဲ့ရပေါ့နော်အဲ့မှာ4ခွန်3တစ်ခွက်ထဲပေါ့နော်ဟုတ်ကဲ့ဗျာရှင်းလာပြီနော်ဟုတ်ဒီကွာဝေးတယ်တော့အတူတွဲပေါ့နော်ဒီ4ထိပ်ကနေ7ပင်သွားတယ်အောက်ဘွဲနှိမ့်တာပေါ့နော်အဲ့မှာဒီ4ထိပ်ကြတယ်သူ့ရဲ့3ဝဲဆောင်2ပွဲကြတော့လေခွန်ထိပ်လို့ဖြစ်တယ်သူ့ရဲ့4ဝဲဆောင်ပြီးတော့ဘော်တော်ဝဲချတက်တော့လေ3ဘိတ်ပေါ့နော်4ထိပ်ခွန်ထိပ်3ဘိတ်လို့ဖြစ်တယ်ဖြစ်ပြီးရတယ်ဒီခွန်ထိပ်လေးရဲ့တပွဲကြောင့်မှလည်းဒီ10ဘိတ်လေးကလည်း10ခါလို့ကြတယ်ခွန်ထိပ်လေးရဲ့ဘေးမှာရှိတဲ့3ညဘိတ်လေးကလည်းသူ့ရဲ့3ဝဲဆောင်ပြီးတော့အပေါ်မှာ3ညလို့ပြန်ပိတ်ထားပါတော့အဲ့မှာ तू ကဒီ3ဘိတ်လေးရဲ့အပေါ်9ဝဲတက်လို့9ဝဲပေါ်တက်လိုက်တဲ့ချိန်တော့လေဒီသူ့ရဲ့ဇောင်းမှာပေါ့နော်အဲ၄ထိပ်လေးကလည်း၄လို့ပြန်ပိတ်ထားပေါ့နော်၄ထိပ်၄ဘိတ်ဖြစ်တယ်အဲ့မှာ तू ကဒီ၄ဘိတ်လေးရဲ့ဘေးမှာပေါ့နော်ဒီခါ3လုံးက8လို့ခွေလိုက်တာပေါ့နော်8လို့ခွေလိုက်တာ ਨੇ ထိပ်3လုံးကို8ဖြစ်8ပေါ့နော်နောက်ထောင်3လုံးကလည်း8ပေါ့နော်အဲ့မှာဒီခါလေးနဲ့ရှည်တွဲလေးနဲ့လည်း8ပေါ့နော်အဲ့မှာ8ဆို၄ချက်ရိုက်တယ်နော်အဲ့မှာ၄ချက်ရိုက်ပြီးတော့ကျွန်တော်ဒါလေးကိုပြန်ဖြီမှာပေါ့နော်အဲ့မှာဒီ3လုံးကဒီရှည်တွဲလေးနဲ့ထိပ်လေးနဲ့9လို့ဖြစ်လို့နော်ခါ3လုံးက9လို့ဖြစ်ရတာပေါ့နော်အဲ့မှာဒီခါလေးနဲ့နောက်တွဲလေးနဲ့3ညလို့ဖြစ်တာ ਨੇ နော်အဲ့မှာရှည်ပေါင်း3ညနဲ့ပေါက်တာပေါ့နော်ပုံသေးတော့ခွာခွန်နဲ့ပေါက်ခဲ့ရပေါ့နော်ဟုတ်ကဲ့ဗျာဒါဒုတိယကပေါ့နော်တတိယကက်လေးကိုသွားအောင်ဗျာအဲ့မှာဒီ၄ထိပ်ကနေသူ7ပွဲတဲ့တယ်သွားပါတော့သွားပဲချင်တော့လေအောက်တော့၄လို့၄ထိပ်ပဲပြန်စပါတော့၄ထိပ်စရတယ်ဒီ၄ထိပ်လေးကလည်းသူ့ရဲ့3ဝင်ဆောင်းပြီးတော့2ပွဲကြာမှာခွန်ထိပ်ပေါ့နော်သူ့ရဲ့4ပင်တက်လိုက်တယ်4ပင်တက်တပွဲကြာတယ်လေ3ဘိတ်ပေါ့နော်4ထိပ်ခွန်ထိပ်3ဘိတ်ပေါ့နော်အဲ့ခွန်ထိပ်လေးရဲ့ဘေးမှာတပွဲကြောင်းမှာပေါ့နော်ခွန်ဘိတ်လေးကလည်းခွန်ခါလို့ကြတယ်ဒီခွန်ထိပ်လေးရဲ့ဘေးမှာရှိတဲ့3ညsorry နော်3ဘိတ်လေးကလည်းသူ့ရဲ့3ဘိတ်တက်တော့အပေါ်မှာလည်း3လို့ပိတ်ထားပေါ့နော်ဟုတ်ကဲ့ဗျာအဲ့မှာဒီ3ဘိတ်လေးရဲ့အပေါ်9ဘန်တက်လိုက်တာပေါ့နော်ဒီ3ဘိတ်လေးတက်လိုက်တဲ့ချိန်လေးလေ4ထိပ်ပေါ့နော်သူ့ရဲ့အဆောင်မှာအပေါ်မှာလည်း4လို့ပိတ်ထားပေါ့နော်4ထိပ်4ဘိတ်ဖြစ်တယ်အဲ့မှာ तू ကဘာလုပ်လဲဆိုတော့ဒီခါ3ခါနဲ့ပေါ့နော်ဒီကွာနဲ့9လို့ခွေလိုက်တာပေါ့နော်9နဲ့9လို့ခွေလိုက်တာ ਨੇ ထိပ်3တော့9ပြအောင်ပေါ့နော်အဲ့မှာ8ရဲ့3ညရှိတော့9ပြအောင်ကခွန်ထိပ်ပေါ့နော်အဲ့မှာနောက်တွဲရောက်တော့လေအဲ့6ဘိတ်9ဘိတ်ရှိရဲ့အဲ့မှာ9ပြအောင်3ညဘိတ်ပေါ့နော်အဲ့မှာ तू က9နှစ်ချက်ရိုက်ပြည့်ချင်တော့လေ तू ကဒီခါလေးနဲ့ပေါ့နော်ရှည်တွဲနဲ့လေ9ပြအောင်ပေါ့နော်အဲ့မှာရင်8ထိပ်8ခါထဲပေါ့နော်အဲ့မှာခွန်80လို့တဝက်ထဲပေါ့နော်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ဖြည့်ရမှာပေါ့နော်အမှဘလို့ဖြည့်လဲဆိုတော့ तू ကဒီရှည်ရွယ်လေးနဲ့ပေါ့နော်ဒီထိပ်နဲ့4လို့ဖြစ်တာပေါ့နော်863ညပေါ့နော်4ဖြစ်တယ်4ဖြစ်တော့ဒီခါ3လို့လည်း4ဖြစ်အောင်ပေါ့နော်ဒီ6ရဲ့3ညရဲ့အဲ့မှာ8ခါထဲမှာ4ဖြစ်မှာပေါ့နော်အဲ့မှာရင်တစ်ချက်ဖြည့်ပေါ့နော်အဲ့မှာဒီခါလေးနဲ့
နောက်တွဲလေးနဲ့လည်း9ဖြစ်လို့ပေါ့နော်ရှေးပေါင်း9နဲ့ပေါင်းမှာပေါ့နော်အဲ့မှာဒီ3ပိတ်လေးကတော့ပုံသေးခွာခွန်ဆိုတော့ခွန်80လို့တကွက်ထဲကြပါပေါ့နော်ဟုတ်ကဲ့ဗျဒီ site လေးရတော့အလိုပေါ့နော်ကျွန်တော်အကောင်းဆုံးစူးစမ်းထားပါတော့ဟုတ်ကဲ့ဗျအဲ့မှာနောက်မွေးကနန်း site လေးတစ်ချက်သွားအောင်ပါနော်အဲ့မှာသူက22ခုနှစ်ကနေစတာပေါ့နော်အဲ့မှာဒုတိယကျန်စပါနော်ဒီခါပေါ့နော်3ည sorry နော်3ည9ဆိုတာခဏလေးပေါ့နော်ဒီခါနှလုံးနဲ့ထိတ်နဲ့ဖြစ်တာပေါ့နော်3ည9အဲ့3ည9ကလည်းအဲ့ထောင်ပြီးတော့နောက်နှစ်ဟိုအဲ့3ည9လေးကကြာပေါ့နော်အဲ့မှာ990လို့ကြာပေါ့နော်ဒါပထမကပေါ့နော်အဲ့မှာဒီ22 23ပေါ့နော်နောက်ဒီခါနှလုံးနဲ့ဒီထိတ်လေးနဲ့ပေါ့နော်116ပေါ့နော်အဲ့116လေးလည်းနောက်နှစ်ကိုကြာပေါ့နော်ဒုတိယကပေါ့နော်အဲ့မှာ23ပြီး24ပေါ့နော်ဒီ6ရယ်9ရယ်6ရယ်ဒီ696ဆိုတဲ့ကဏ္ဍလေးကလည်းနောက်နှစ်ကိုကြာပေါ့နော်ဒီ2025ပေါ့နော်ဒါ3ကဒါ4ကမြောက်ပေါ့နော်3ရခွန်8ပေါ့နော်ဒါလေးကလေဒီ2025နဲ့26ကြာမှာဆိုတော့ကျွန်တော်တို့ကမိုးကနလေးနဲ့လေဟိုတိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဗျအားလုံးဟုတ်ကဲ့ဗျရှင်းရလားမသိဘူးเนาะဟုတ်ကဲ့ဗျဒါကျွန်တော်အဲ့လိုပေါ့เนาะဒါလေးတွေကကျွန်တော်အဲ့လိုမဝင်လေးအားပေးလို့ကျွန်တော်ဒါလေးဆက်ပြနေတာပေါ့เนาะဟုတ်ကဲ့ဗျကျွန်တော်အဲ့လိုပေါ့เนาะကျွန်တော်ကဏ္ဍလေးတွေကြိုက်တယ်ဆိုလို့ရှိရင်မဝင်တဲ့လူနဲ့ရှိလို့ရှိရင်ပေါ့เนาะဆက်သွယ်လို့ရပါเนาะကျွန်တော်ဖုန်းနံပါတ်လေးကလည်း69 958 386ပါဟုတ်ကဲ့69 958 386ပါဆက်သွယ်လို့ရပါเนาะဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်เนาะအားလုံးကျမ်းမာချမ်းသာကြပါစေ